ဝေစာဝေခွင့်မရှိတဲ့ပြင်သစ်ကမြို့ငယ်လေးအားလုံးပဲမင်္ဂလာပါတွင်ဟိုက် property ကနေကြိုဆိုပါရစေမြို့ရီမှာနေရာဒေသလိုက်စီးမြင့်တတ်မှတ်တာကန့်သက်တာတွေရှိကြရဲဆိုပေမဲ့အဝေစာဝေစင်ငွေမရှိတဲ့မြို့ရည်လို့တော့တီးကြမယ်မထင်ပါဘူးတကယ်လေအိမ်မြို့ဟာပြင်သစ်နိုင်ငံမှာရှိနေပါရီဒီမြို့တော့ဝီလစ်စလီအပန်းဖြေမြို့ဆိုပြီးတော့လေလူသိများကြပါရီပြင်သစ်နိုင်ငံမောင်ပယ်လီယာမြို့ကနေတနအီခန့်ကောင်းမောင်းပြီးသွားမယ်ဆိုရင်တော့ဒီမြို့ကိုရောက်ရှိမှလည်းဖြစ်ပါရီမြို့နယ်မယာဆိုရင်တော့ကက်တာရီဖြစ်ပြီးတော့တဘာဝဝါရီသမားတွေကျင်းလင်းကျက်စားမျိုးလို့လည်းသိရပါရီအဲ့ဒီသားလူတိုင်းကဝေစားမပါဘဲနဲ့မိမွေးတိုင်းဖောက်မွေးတိုင်းနေထိုင်သွားလာကြခြင်းဖြစ်ပါရီကက်တာရီမှာဒေသခံတွေကဘာလဲခီးတဲ့တွေဟာဈေးဝယ်ခြင်းညစာစားခြင်းလမ်းလျှောက်ခြင်းအစားရှိတဲ့နေစားတူအလုံးများကိုဝေပလာနဲ့နေထိုင်သွားလာဖြတ်တန်းကြပါရီဝီလစ်စလီနေထိုင်ကခန္ဓာကိုယ်သဘောတရားနဲ့ထိတွေ့စေခြင်းကကျမ်းမာရေးနဲ့ညီညွတ်တယ်လို့၎င်းတို့ကယုံကြည်ကြပါရီနေ့စဉ်နေ့တိုင်းဝီလစ်စလီမြို့လာရောက်လေပတ်သူ12တန်းကျော်ထိရှိတယ်လို့လည်းသိရပါရီတရက်ကိုခီးတဲ့4500ခန့်တဲခုနိုင်မှုနေရာရှိတယ်လို့လည်းဆိုပါရီဝင်ရောက်လေပတ်မဲ့သူတွေအနေနဲ့ရှောက်လောက်တစ်ခုတင်ရမှာဖြစ်ပြီးတော့ဝင်ရောက်လေပတ်ခွင့်ကတ်တစ်ခုကိုရင်ယူကြမှာလည်းဖြစ်ပါရီအဲ့ဒီတော့ဝင်ရောက်ပြီဆိုတာနဲ့ဝေစားအားလုံးချွတ်လိုက်ပြီးတော့မိမွေးတိုင်းဖောက်မွေးတိုင်းသွားလာမှာပဲဖြစ်ပါရီနောက်ပြီးတော့လူမြင်ကွင်းမှာတခြားသူများကိုဓာတ်ပုံဗီဒီယိုရိုက်ကူးခြင်းတွေကိုလည်းခွင့်မပြုထားပါဘူးစူးစူးညံညံပြမှုနေထိုင်ခြင်းနဲ့အများမြင်ကွင်းမှာညဉ့်ညမ်းသောကိစ္စများလှုပ်ဆောင်ခြင်းကိုလည်းလုံးဝခွင့်မပြုထားပါဘူးစီကံဖောက်ပြတဲ့သူတွေကိုလည်းယူယို1000ဝဲတန်ငွေဒါမှမဟုတ်ထောင်ဒဏ်တစ်နှစ်ထိကိုအရေးယူနိုင်လို့သိရပါရီဟုတ်ကဲ့ပါဆိုနီကြည့်ပြီးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရီ